တရားတစ်ခေတ်ကိုကြည့်နေကြပါလေဘာဖြစ်လို့လဲကိုယ့်ကိုကိုယ်ရတဲ့အကြောင်းကြီးကတော့ဘာတိတို့မှာဒီအေးဒီသားတွေကဒီနေ့တဲ့ဒီနေ့ပို့ပြီးတော့လိုချိုးသွားနေရတဲ့အကြောင်းကြီးကတော့တရားတစ်ခေတ်ကကွဲကမှစမှုနဲ့အရေးအောင်မှနေရတဲ့အချိန်ကာလနဲ့အခုချိန်မှာတော့ဆုံးကာလဖြစ်နေတယ်လေဘာတကူမှပုံပြီးတော့ကမရှိတဲ့အကြောင်းကိုတရားတစ်ခေတ်ကိုယေရှုတည်တဲ့အကြောင်းနဲ့ဂျီမူကိုကွယ်တဲ့အရာကိုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတာတော့ဒီနေ့တဲ့ဒီနေ့ဖတ်ပြရတော့ယောရွှေမိတဲ့ချမ်းသာဝင်ချင်းမပြည့်စုံမြဲလေစိတ်နှလုံးကဖျားတဲ့ဖြစ်တယ်မှာအမြဲတမ်းကြည်နေတယ်။ဘာဖြစ်လို့လဲတရားတစ်ခေတ်ကမှန်းစားတဲ့အရာတွေကတော့ဘုရားသခင်ကိုယေရှုမတရားတဲ့အကြောင်းကိုတော့မငြိနိုင်တဲ့အရာကိုတော့ဘောပြုပိုးကွယ်တဲ့အချိန်ကာလမှာကိုယ့်ဤသားတွေကဘောပြုပိုးကွယ်တဲ့မကျေနပ်တဲ့အထက်မှာဒီအသိဉာဏ်အုပ်စုကြရတဲ့ဆရာတွေကအားလုံးကိုဖိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခကြီးက3နာရီဆိုတော့မဝေးလာပါဘူး။မအားမလာတဲ့အချိန်မှာဘာဖြစ်လို့လဲဆိုတော့အချိန်တွေကတော့ညမတားပဲနဲ့လာရတဲ့အကြောင်းလေးကတော့ဒီအသေးအုပ်စိတ်ဆရာတွေအကုန်လုံးကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လာရတဲ့အကြောင်းကြီးကတော့ဘာတိဟာမနေ့တည်းကထပြီးတော့ဆုတောင်းလိုက်ပါတယ်။လာရတဲ့လမ်းခီးကတော့ပိုးပဲ့ထိနာမန်စမာတဲ့လူတွေကတော့တရားတတိခွဲကမစပါလို့လာရတဲ့လမ်းကြီးကိုတော့ချောချောမွန်းမွန်းလာရပါစီလို့တော့ပါတိတယောက်တည်းခါတဲ့မှာဝင်ပြီးတော့ဆုတောင်းလိုက်ပါတယ်ဆုတောင်းရေးအကြောင်းကြီးကတော့အလုံးစုံပဲပေါ့ဒီသူဤသားတွေနောက်ပြီးတော့ကိုယ်နေတဲ့ရရွာထဲမှာမလို့ကြိုတဲ့အရာတွေကတော့အားလုံးဆုတောင်းလိုက်ပါတယ်အခုချိန်မှာဆုတောင်းနေအရာတွေကပြီးသွားတော့ဒါငယ်ကတော့သူကထားပြီးတော့အစာကြီးပြည့်စုံပါတယ်သူလော့ပါတယ်တော်တော်ကောင်းပါတယ်သူလည်းတော်တော်ကြိုးစားပါတယ်ဆွေးမလည်းလုပ်တယ်အခုဆုတောင်းရတဲ့အရေးကတော့ဧသူဧသားတွေနော်ထားရှစ်ဆက်နေရမယ့်အချိန်ကာလကြတော့ဘုရားတခင်ကဘယ်လိုပုံနဲ့ထားမလဲတော့ကိုကမသိပါဘူးနေရတဲ့ကာလအချိန်မှာဒါနဲ့ပို့ပြီးတော့ဘုရားတခင်နဲ့ညီစားပါစေဘုရားတခင်နဲ့ကွဲကားပါစေချုံချုံမွေ့မွေ့ကောင်းကောင်းမွန်မွန်နေရပါစေလို့သူတောင်းတဲ့အရာကိုတည်ပြလိုက်ပါတယ်ခုကတော့ရွှေမရဲ့သူတို့အမည်စီမှာမိုးလေဝါဒအခြေကောင်းရင်သူတို့သွားလိမ့်မယ်ဆိုတော့အဲ့ဒီအရာကိုသူတောင်းပေးပါအဲ့ဒီတမဒါနဲ့တော့ဝေးပါတယ်သူနေတဲ့နေရာမှာပဲသူလည်းဟာလေအခါစားသူသွားတဲ့ဒီကတော့ပါတီကတော့ပိုင်ပါမလားဘာဖြစ်လို့လဲဆိုတော့ပါတီကဝယ်ထားတဲ့အယုတ်တစ်ခုရှိပါတယ်အဲ့ဒီမှာထားပါတယ်ဘာဖြစ်လို့လဲတော့ညီလေးတယောက်ကတော့ပါတီတော်တော်ချိတယ်သူကတော့ပြောတယ်လို့နားထောင်တယ်မသွားနဲ့ဆိုရင်မသွားဘူးသူ့အမေကတခုခုသွားလို့ဆိုရင်မင်းပူပူနဲ့နေတော့အေးတဲ့သူတို့ဘာသာနဲ့သူတို့ကစားတယ်ပါတီကတော့ TV တလုံးနဲ့ကြည်နေတယ်အဲ့ဒါပါပဲနောက်ပြီးတော့အယုတ်ပေးလာပါလေသူဝေလာတယ်အဲ့ဒီမှာပါတီထားလဲပါတယ်ချိရတဲ့အကြောင်းလေးတော့ပြသလိုက်တာပေါ့အဲ့ဒါပါပဲဒီလိုမင်္ဂလာဆောင်တဲ့ကိစ္စလေးပြောလေ ကျွန်တော်
ညာကစားတော့ကတော့မိတို့ဖလာကတော့သူတို့တလိထုံးစံတွေကတော့အရက်နဲ့ပလင်းနဲ့ကြက်နေတော့အဲ့ဒါမိရောဖလာပဲအဲ့ဒါပဲလို့တဲ့လက်ချီပွဲတွေပါဒီလူရှိဖျားရှိမှမလုတ်ခဲ့ရဘူးအဲ့ဒါတွေကတော့ပိုကမရှိဘူးနော်အဲ့ဒါတော့တရားတတိရှင်းတဲ့လူရှင်းမှအခုချိန်မှာဆရာတို့လုတ်ပေးတဲ့အရာတွေကိုတော့အနာလဲပါတယ်လက်ထတဲ့အကြောင်းရေးပါပေါ့ ပြောပြနေတယ်နည်းနည်းကြည့်ပဲနေကြည့်တာကို တစ်ချစ်ခံပြီးတော့မှသူတစ်ချစ်ခံပြီးတော့သူဆိုဘယ်လောက်ရှိပြီလဲတစ်ချစ်ခံတယ်ပဲဘယ်တစ်ခုနှစ်ကလဲ နေ့ချင်းခံတာတော့ဟိုးထက်ကစက်မှာ အမေရိကရောမနေကြည့်ခါတာ တက်စက်မှာဒီမှာဟိုရွာမှာမဟုတ်အမေရိကမှာပဲရောက်လာနဲ့4-5-6လလောက်ဆိုတော့နေ့ချင်းခံလဲပြီးနေတော့ မဲတူလဲ วันนี้แหละวันละวัน အဲ့ဒီလိုနေ အနီမိဖက်လဲကီတိုတယ်လဲ Kilo Chiva. ကီလို စီဖက်ကီတိုစီသဆို ဒီ တော့ မှာ ဘော ထောက် လာ လာတယ်လို့ဒီလား စီသဆိုတော့နဆေ sorry စီသနေပြီ 73နှစ်ပေါ့ ကျွန်တော်တို့ကြာပြီ 73နှစ်ပေါ့2013တွေရတယ်ဆိုအခု2016ဆိုတော့ 73နေပြီ နပရနတာဒီ လူရောပေါ့ အခုနပရနတာနေ deploy ပဲ deploy က န problem ပရနတာလဲအနေမလဲဒီမူ รูป ပါ บา လာ ลารูปบาลาเนี่ย ကီတို sorry วันนี้แหละ ကီတိုပဲ မတ်နတ်ပါလမ တယ်နော်လေအနဆုကမကိုဝယ်နေလဲန วันก็ว่า ပုတ်ကတူတယ်ဝယ်နေလဲ วันนี้แหละ ရဖို့ကတော့တကနေကိုလူချီရတော့ အေး 40ကျော်ပါပြီပေါ့ Lucy, awal Lucy ya. လူစီရလီယာ ที่ได้มาเลย ဘာတို့လဲ Me me. ဆိုတော့တခုအိုပလက်စကမေကိုလူစီခူးနေလာတယ်နော်ထောတာတူတယ် လဲဆို46လောက်ရှိ အော် ပေါ့ ခင်းနေမှာပို့တယ် โดนละ ဆိုတော့48နှစ်လောက်ရှိ စီပင်လာဆောင်နဲ့50ပြည့်တော့မယ် တယ်ဒီမှာတာ plot ထူလာနော်ဆိုဘာခရတာချိကဖာအငေကလို့နေပမကပပူတဲ့တာချိကဖာအငေကလို့နေတရာဒူဂျွန်ကခေဘာတူပါပတရာဒူဂျွန်နေရောဘာလဲကောပကိုတကူနော်ပကိုတကူအင်ဒဂိုဒါပိုတရာနေတာဖေကစားရဘလူပိုတရာနေချေဟဲလေဖေကြီးလက်ဖုံးမှုအတူပါနော်အဖုံးမှုအတူကိုဟိုတန်နေချေတူဘယ်အမေရိကဖေကြီးအခုကတင်ရတော့အဖုံးမှုတွေရွေးတာစရမ်ဒဇေစရမ်ဒဇေကေမတ်ကောဒါတော့ FPCC Minister တရာမှုတကားစီပေါ့နော်ဆိုတော့ဒီအခုတလညာရဲ့စတောင်းချက်ပုံမူတည်တော့နာမီသားစုရဲ့ဘုရားသခင်ရဲ့စုပ်ဘုရားသခင်လုံခြုံစိတ်ချစွာမပူမပေးဘယ်နဲ့နော်မပူမပေးဘဲနဲ့ကောင်းမှုစွာနေထိုင်ခွင့်နော်ခက်ခဲတဲ့ဆွေးရတဲ့အချိန်ကာလတောင်မှဘုရားအသက်ကြီးရလာတာနဲ့ပဲဘုရားကိုချီးမွမ်းခြင်းတဲ့စိတ်သူဝမ်းမြောက်တဲ့အစိတ်ဟာပို့ပြီးတော့ရှင်သန်ကြီးထွားတယ်ဆိုတာကိုသူကဖော်ပြသွားခဲ့တယ်ဘုရားခင်ကြီးဆိုချီးမွမ်းတယ်ပြီးတော့နောက်ဒုတိယချက်နေကတော့တာမိသားစုတွေဖူလာညာတို့အိမ်တော်မိသားစုမူလလာနဲ့အတူတာငယ်မိသားစုသားသမီးတွေအားလုံးရဲ့ရှစ်ဆက်အသက်တာမှာဘုရားသခင်နဲ့နီးဖို့တဲ့နော်ဘုရားသခင်နဲ့နီးဖို့ဆိုပြီးတော့ဒုတိယချက်အနေနဲ့စူတောင်းချက်တင်ပါတယ်တတိယတစ်ချက်ကတော့ချွေးမနဲ့အိမ်တော်မိသားစုတွေသူရဲ့မိဘတွေစီKansas မှာရှိတဲ့မိဖတွေစီကိုသွားလေဖို့ရန်အတွက်ဖျားသခင်အခွင့်ပေးလို့ရှိရင်သူတို့သွားလေဖို့ထုံနည်း၎င်းပဲအဖူးတလားညလည်းပဲသူလည်းသွားကောင်းသွားနိုင်မယ်သူတို့ရဲ့ခရီးစဉ်เนาะဖျားသခင်ပြင်ဆင်ပေးဖို့အတွက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဖျားသခင်ကြီးဆိုတော့ချီးမွမ်းလို့တဲ့အချက်တစ်ချက်ကတော့အဖူးနဲ့ဖီးလာလာကအရင်တော့ကဖျားကိုမသိဖျားကိုမယုံကြည်တော့ညာလည်းပဲမိယုခလာအရာသူတို့ဟာ48နှစ်ထိတိုင်အောင်သူတို့ကအိမ်တော်သက်ပေါ့နော်ဒါပြောရမလို့ဘုရားသခင်ရဲ့ပို့ဆောင်ခြင်းကြောင့်48နှစ်တိုင်အောင်သူတို့ဒီနေ့ထိတော့မြစ်တာရှိပြီးတော့အေးတူပူအများအသက်ရှင်ခဲ့တဲ့ဒီအိမ်တော်မိသားစုအတွက်ပေါ့နော်ဖြစ်တယ်တိတ်မကြတော့ဘူးနောက်ထပ်2နှစ်3နှစ်ဆိုလို့ရှိရင်ရွှေရတုနော်ရွှေရတုနေတူလက်တာ plot 2တော့ခဲ့ခဲ့တော့သင်းနေနော်အခုနေပကမာတော့ဘောလုံးဘူးနော်ကဲခက်ဖူးမှုဖူးခွားတဲ့ပါပနာလဲနော်ကမာနီဖူးဖူးပြတာ plot 2ဒါတော့သူရွှေတုနော်ရွှေတုနဲ့နောက်တစ်ခါကြာလို့ရှိရင်ကျမတို့ရွှေတုနော်လာပြီးတော့
ကျင်းပမယ်နော်ဆိုတော့အဲ့ဒီအတွက်အခုဒီနေ့ကတော့ကြီးဆိုချီးမွမ်းခြင်းနဲ့ဒုတိယတစ်ချက်အနေနဲ့ကတော့အဖူးတို့ရဲ့လူရှိဖျားရှိဆရာသမားတွေရဲ့ရှေ့မှာနော်ပြန်ပြီးတော့လက်ထပ်ထိမ်းမြဖို့အတွက်ဖြစ်ပါတယ်ဆိုတော့အိမ်တော်မိသားစုတင်ပြတဲ့ဆုတောင်းချက်ကိုဖာတေဦးဆရာဖြစ်တဲ့ဆရာတော်ကျောင်းကနေပြီးတော့ ဆရာမဥစ္စာကျွန်တော်တို့ဆရာပြောဖို့နဲ့ဆိုကျွန်တော်တို့အရင်လက်ထပ်ပေးလိုက်မယ်လေလက်ထပ်ပေးပြီးတော့နောက်ဆရာတရားဟောပြီးရင်တဲ့အိမ်တော်ကိုတဲ့ဆုတောင်းဆက်ကရအောင်တဲ့ဆရာတော်ညအဲ့လိုပြောထားတယ် ဒီရတဲ့နေကြီးတော့သူနေတာ အောက်ချုပ်ပြီးမှ ไม่ดีแล้ว ဆရာတို့ပြန်ပါမယ်ဒီ program လို့ပြောတာအဲ့ရဆက်ဆောင် ဟိုကျွန်တော်တို့ဟိုဒီနေ့ပေါ့လေဆရာလာပြီဆရာ လာ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  ဆရာပါ you are pastor လေဆရာဆရာပြောဆရာကျွန်တော် helper ပဲအမေရဲ့ ဆရာပါ အဲ့တော့ဟိုဒီနေ့ကျွန်တော်တို့ခရိယန်တွေပေါ့ဆရာထိုင်လို့ရပါစမ်း ရတယ် အဲ့တော့ကျွန်တော်တို့ခရိယန်ယုံကြည်သူများရဲ့အသက်တာကအရန်အရေးကြီးပါတယ်လို့ကျွန်တော်ကျမ်းစာတစ်ပိုက်ကိုအရင်ဖတ်ပါမယ်ဖတ်ပြီးမှပဲကျွန်တော်ခရိယန်တွေရဲ့လက်ထပ်သင်ညာခြင်းကိုကျွန်တော်လည်းပြောပြပါမယ်လို့ဖျားသခင်ဖန်ဆင်းတော်မူစားကယောက်ျားနဲ့မိန်းမနှစ်ယောက်ကြီးကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွန့်၍ကိုခင်မောနာမိဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တသားတကိုယ်ကြီးဖြစ်ရလိမ့်မည်ထိုကြောင့်လင်များတို့သည်နှစ်ဦးမဟုတ်တူဦးဒီဖြစ်၏ဖျားသခင်တွဲဖက်၍ထမ်းဖို့တင်တော်မူသောအရာကိုလူမခွဲမခွာစေနှင့်ဟုမိန့်တော်မူ၏ဒါသခင်ယေရှုကိုယ်တိုင်မိန့်မာခဲ့တဲ့ဖျားသခင်ဖန်ဆင်းတဲ့ကယောက်ျားနဲ့မိန်းမနှစ်ယောက်တည်းပဲဖန်ဆင်းတယ်နော်ဒါပေမဲ့ကဘာပေါ်မှာဒီနေ့လူတွေအတွေးခေါ်တွေကအမျိုးမျိုးယုံကြည်ခြင်းတရားလမ်းကိုလွဲဖို့ရအကြောင်းတွေဒီနေ့မှားယွင်းတဲ့အကြောင်းတွေဒါကြောင့်ရှင်မာကုခရစ်ဝင်အခန်းကြီးဒီ30မှာကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာတကယ်ကိုကျွန်တော်တို့သိမြင်နားလည်ဖို့ရအကြောင်းတွေရှိပါတယ်။အကြောင်းလဲဆိုတော့လူတွေဟာတဲ့နော်ပြောရမယ်ဆိုရင်ဟိုပြောမယ်ဆိုကျမ်းစာကိုလည်းနားမလည်ဘူးတဲ့နော်ကျမ်းစာကိုလည်းနားမလည်ဘူးနော်ကျမ်းစာလည်းမဖတ်ဘူးကျမ်းစာကိုလည်းနားမလည်ဘူးဖခင်ရဲ့တကူကိုလည်းမသိဘူးတဲ့ဒါကြောင့်မှားတဲ့နော်ဟိုပြောမယ်ဆိုရင်အယူဝါဒတွေဆွဲယူကြတယ်နော်သိရေးကြီးတဲ့ကျမ်းစာကိုလည်းမဖတ်တဲ့အတွက်ဖခင်ရဲ့တကူကိုမသိတဲ့အတွက်မှားယွင်းတဲ့အယူဆတွေကိုယူဆတယ်ဆိုတာကိုဒီရှင်မာကုခရစ်ဝင်ခန်းကြီး7အငယ်24မှာပြောထားပါတယ်ယေရှုကလည်းသင်တို့သည်ကျမ်းစာကိုနားမလည်ဖျားသခင်တကူတော်ကိုမသိသောကြောင့်မှားသောအယူကိုယူတယ်တဲ့နော်ဒါကျွန်တော်ဒီနေ့အကယ်၍ဆရာကကျွန်တော်နှုတ်ကပတ်တော်ဟောပြောဖို့ကျွန်တော်ပြောခဲ့ရင်လည်းကျွန်တော်ဒီကျမ်းစာကိုစဉ်းစားထားတယ်ကျွန်တော်စဉ်းစားထားတယ်ဘာလို့ဆိုကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားအသက်ရှင်တဲ့ဘုရားတည်တဲ့ဘုရားမဟုတ်ရုပ်တုဘုရားလည်းမဟုတ်နော်ဟိုနတ်ဘုရားတွေလည်းမဟုတ်နော်အသက်ရှင်တဲ့ဘုရား living God ဘုရားသခင်ကအသက်ရှင်တဲ့ဘုရားတည်နေတဲ့သူတွေရဲ့ဘုရားလည်းမဟုတ်ဘူးဆိုပြီးတော့ဒီကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ကျွန်တော်လည်းနာမည်ခဏမေ့သွားတယ် အထိတလာညာ တလာညာပေါ့နော်ဒေါ်လာနော်လာပေါ့နော်အဲ့တော့ဟိုကျွန်တော်တစ်ခါလာတော့မီးတော့ကျွန်တော်ကတော့53နဲ့53မွေးတယ်ဗျာခင်ဗျားဘယ်နှခုနဲ့မွေးလဲ1900ဘယ်နှခုမွေးလဲ ဆက်ကလာပဲ ဆက်ကလာပဲ15ရက် ခုနှစ်က တော့950ဆို 53ပါနော်ခင်ဗျာကျွန်တော်တော့တစ်လလောက်ကြီးရတယ်ကျွန်တော်15လပိုင်း17ရက်ဒီမွေးတော့အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ခရိယန်မှာနှစ်ချင်းမင်္ဂလာဆိုတာရှိမင်္ဂလာနော်နှစ်ချင်းမင်္ဂလာခံတယ်နောက်ပြီးတော့နှစ်ချင်းမင်္ဂလာခံပြီးအသင်းတော်မှာတေးဥဆရာကအသင်းတော်ဘောင်ကိုတွဲနေဒါခမည်းတော်ကဒီအသင်းတော်ရဲ့အသင်းသားတွေဖြစ်တယ်ဆိုရင်အဲ့တော့အသင်းသားတွေဖြစ်လာတယ်
ကျွန်တော်တို့ပွဲတော်မင်္ဂလာဆရာကြီးကပေးတဲ့ခါကျရင်ဆရာကြီးအားလုံးကိုပြောတယ်ပွဲတော်မင်္ဂလာမခံယူခင်မင်းတို့ဆုတောင်းကြကိုယ့်အဖြစ်ကိုဘာဖြစ်လဲတနည်းအားဖြင့်ဆိုအင်္ဂလိပ်လိုပြောလို့ဆို confession ပေါ့ဗျာအဘဖြစ်တဲ့ Roman Catholic တွေဆိုရင်ဒါပြောတယ်ဒါလည်းမင်္ဂလာတစ်ခုပဲနော်ပွဲတော်မင်္ဂလာဆိုတာပွဲတော်မင်္ဂလာအဲ့တော့နောက်ဆုံးပြောလို့ဆိုအသင်းတော်မှာ Holy Order ဆိုတာတေးဥဆရာကြီးတွေကိုတိတ်ခါတင်မင်္ဂလာလုပ်တယ်နောက်တစ်ခုကတော့ထိမ်းညာခြင်းနော်ထိမ်းညာခြင်းမင်္ဂလာလုပ်နောက်ဆုံးမှာဆုတောင်းတာတို့ပွဲတော်ပေးတာတို့စသဖြင့်နော်နောက်ဆုံးမင်္ဂလာကျွန်တော်ဆုတောင်းခြင်းနော်ခရိယန်တယောက်ကဘုန်းတော်ဝင်စားကနေပြီးဆိုရင်တခါကွာတေးဥဆရာဆုတောင်းပေးတယ်ပွဲတော်ပေးတယ်နော်ကျွန်တော်ဗာကြီးဆုံးမနေမှာကျွန်တော်အဲ့တော့တိတ်ခါမရသေးဘူးစိတ်ဝင်ကြီးမှာဟာကျွန်တော်ဗာကြီးကပွဲတော်မစားတာလည်းကြားဘာလို့ရမလဲသူ့အသက်68နဲ့ဘုန်းတော်ဝင်စားကျွန်တော်တေးဥဆရာကွာအခုနယူးယောက်မှာအမှုတော်ဆောင်နေတဲ့တိတ်ခါတွေဆရာတော်ဦးမျိုးပေါ့ဒါကျွန်တော်တငယ်ချင်းတွေပဲဟိုတော့ကျွန်တော်ဆရာလည်းဖြစ်တယ်တငယ်ချင်းသူ့သွားခေါ်တယ်စိုးကြီးဌာနချုပ်မှာတင်းညမခေါ်လာမှလာမှဗျဟေးဆရာကျော်ဘာရှိလဲဟိုရှိတာတော့ဒီမှာတော့ပါမုတ်လည်းမရှိလက်ထဲမှာကိတ်မုတ်ကလေးပဲရှိကိတ်မုတ်ကလေးနဲ့ရှိဘာရှိလဲဘာလီရေးပဲရှိတယ်ဥစ္စာမရှိဘူးဗလဲဇီးပြော်ကြီးလည်းမရှိဘူးအစောကြီးဆိုတော့ခါတဲ့ဘာကြီးကိုအဲ့ဒါလေးနဲ့ပဲပွဲတော်ပြီးနောက်ဆုံးတော့ဘုံတော်ပြန်လာပြောချင်တာကတော့ဒီနေ့ဒီမင်္ဂလာဝတ်တီရှိတဲ့နေရာမှာအထူးသဖြင့်အခုဥပလာညာတို့ကနှစ်ချင်းမင်္ဂလာခံခဲ့ပြီးပြီနော်ဒီရောက်တော့နှစ်ချင်းမင်္ဂလာခံတယ်ဒါပေမဲ့နှစ်ချင်းမင်္ဂလာခံပြီးတဲ့အခါတခါတည်းသင်းဦးဆရာကခမည်းတော်ကိုလက်ထပ်ပေးလိုက်ရမှာဒါပေမဲ့သူလည်းလက်ထပ်ပေးဖို့တတိမရဘူးထင်တယ်ကျွန်တော်ကြည့်တယ်အဲ့တော့ကျွန်တော်တို့ဆိုရင်မြန်မာပြည်မှာဆိုရင်အခုလိုအသက်ကြီးတဲ့သူတွေကိုလည်းကျွန်တော်လက်ထပ်ပေးခဲ့တယ်ဟာဆရာကျောင်းကြီးဟိုကျမတို့ကလက်မထပ်ရသေးဘူးအားရတယ်ကျွန်တော်အသက်60ကျော်တချို့90ကျော်နော်လက်ထပ်ပေးရဆရာကြီးတဲ့အသက်ကြီးမှလက်ထပ်ဖို့လိုသေးလားဟာလိုတာပေါ့ဒါဖះကိုကျွန်တော်တို့ကဖះရှိမှာစက်ကချင်းဓမ္မင်္ဂလာပဲခါရသူတို့ကျွန်တော်လက်ထပ်ပေးကြဒါမနေ့ကဆရာကျွန်တော်ဖုန်းဆက်ချဆရာကျောင်းကြီးဘယ်လိုလုပ်မလဲအေးရပါတယ်ဒါတော့ဟိုစီမင်းစီကန်းကြီးရှောက်ကြည့်နေမယ်ဆိုရင်တော့ခင်ဗျားတို့လက်ထပ်တဲ့နေရာရောက်မှာမဟုတ်ဘူးခင်ဗျားတို့ကယ်လီဖိုးနီးယားပဲသွားမလားခင်ဗျားတို့တဲ့ကိုသွားဟလားဘာလို့သူ့အတင်းကျွန်တော်တို့ဆရာနိုင်မြတ်တီစီမှာခင်ဗျားတို့နှစ်ချင်းခံပြီးတော့အတင်းတော်ဘုံနဲ့ဝင်ထားတာမဟုတ်ဘူးဟုတ်တယ်ဟုတ်လားနောက်မှခင်ဗျားတို့ပြောင်းလာပြီးမှပါဇက်နဲ့ပြောထားတာတော့မသိဘူးဟုတ်လားဆာရွက်စာတန်းယူခဲ့လားဟိုအတင်းတော်ကယူလာဘူးဟုတ်လားနှုတ်နဲ့ဝန်ခံခြင်းဒါပေမဲ့လည်းကျွန်တော်နှစ်ချင်းမှာနှုတ်နဲ့ဝန်ခံခြင်းကိုလည်းပဲအတင်းတော်ကလက်ခံတယ်လက်ခံဘာလို့အတင်းတော်နဲ့ဝေးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ဒီနေ့ဒီလက်ထပ်မင်္ဂလာဟာကျွန်တော်တို့အရန်ရေးကြည့်ပါလေဒီလက်ထပ်မင်္ဂလာခရိယန်ရဲ့လက်ထပ်မင်္ဂလာကိုဒီနေ့ကျွန်တော်ဒီရောက်တဲ့အခါကျတော့ကျွန်တော်တွေ့တာလေးတွေတော့ကျွန်တော်ဒီမှာအတင်းတော်ဥက္ခရာလည်းရှိတယ်အတင်းတော်လူကြီးတွေလည်းရှိတယ်ကျွန်တော်တွေ့တယ်ဗျနော်တူကိုမေးလိုက်တယ်ဟာကြည့်ရမင်းတို့ Facebook မှာတင်သွားတာတမိအိမ်အောင်ပြစ်လိုက်လားပြစ်လိုက်လို့ကျွန်တော်တို့ရုံးမှသွားပြီးတော့လက်ထပ်လိုက်တယ်တဲ့ပြီးသွားပြီတဲ့နောက်မှပဲအစဉ်ပြေမှပဲတင်းဦးဆရာနဲ့လက်ထပ်မယ်ဟာ God first ဖျားတက်ကဘယ်ရောက်သွားလဲဖျားဟုတ်နောက်ရောက်သွားဟုတ်လားအစိုးရဆိုတာတော့ဖျားခန့်ထားတာမှန်တယ်သို့တော်လေတင်းဦးဆရာစီလာမယ်ကျွန်တော်တို့တော့လက်ထပ်တယ်မယ်ဆရာလောလောဆယ်ကတော့ကျမယောက်ျားတော့မယုံကြည်ဘူးဖြစ်တဲ့အတွက်ကြောင့်ဟလာဟိုကျွန်တော်မြန်မာပြည်မှာဆို license 6ဆိုတာရှိတယ် license 9ဆိုတာရှိတယ် license 6ဆိုတာကမယုံကြည်သူနဲ့အခြားဘာသာဝင်နဲ့ကျွန်တော်တို့ခရိယန်တွေကိုလက်ထပ်ပေးတဲ့လက်ထပ်လက်မှတ်ဖြစ်တယ် license 9ကတော့ခရိယန်အချင်းချင်းကိုလက်ထပ်ပေးတဲ့စီစဉ်ဖြစ်တယ်အဲ့တော့ဒီ license 6ကိုသူတို့တတ်အစိုးရကိုရှောက်ပြီးတော့အခုတော့မြန်မာပြည်မှာတော်တော်ပွားလာပြီသူတို့လောက်ကြတာလေအခုလောက်ကြကျွန်တော်တို့ခေတ်ကတော့ကျွန်တော်တို့ကမလျှောက်လက်မထပ်ပြီးဗုဒ္ဓဘာသာနဲ့ကိုယ်ခရစ်ယာန်စုပဲတောင်းပေးလိုက်ကဲလားဖျားစုတောင်းပေးဖျားလက်ထဲပဲအပ်လိုက်တော့ဟုတ်လားဖျားလက်ထဲအပ်တာအကောင်းဆုံးပဲလူတွေလက်ထဲအပ်တာတဲ့ဖျားလက်ထဲအပ်လို့ဖျားလက်ထဲပဲအပ်ပြီးစုတောင်းပြီးတော့
ပို့လိုက်နောက်တော့မှသူပြောင်းလဲလာမှာပဲနှစ်ချင်းပေးပြီးတော့ခရစ်ယာန်လက်ထပ်လက်မှတ်ကလေးပါဒီတဲ့လက်ထပ်ပေးတယ်အဲ့တော့မလာခင်မှာကျွန်တော်အတင်းသားစောဂျွန်နဲ့သူယူထားတဲ့အမျိုးသမီးကဘယောမှုပြဘယောမှုမနှင်းကြည့်ဆိုတာဒီမျိုးသမီးကတော့ဝရတယ်ဗျဟိုအပြူတော့ကတော့တော်ချိုးတဲ့မိန်းမတော်လှတဲ့မိန်းမဒါပေမဲ့အခုကျတော့ဒီလောက်ကြီးဖြစ်နေဗျခန္ဓာကိုယ်ကြီးအဲ့တော့ကျွန်တော်ဘာပြောလဲဆိုတော့သူ့ယောက်ျားတင်းမောသားဖြစ်မှသူနှစ်ချင်းခံမယ်တဲ့နှစ်ချင်းခံပြီးခရစ်ယာန်ကိုနှစ်ချင်းခံမယ်လက်ထပ်မယ်ဆရာတဲ့ဟာဒုက္ခပဲတင်းမောသားဖြစ်ပါဘယ်တော့လဲမသိငါတို့ကလည်းဆောင်းအောင်ပါဟုတ်လားဖះပဲဆူတောင်းအဲ့ဒီစောဂျွန်ကဖះเจ้าလိုက်သူပွဲတော်မစားသူထွက်သွားကျွန်တော်ကြည့်တယ်ငါအတင်းသားဘလို့ဖြစ်တာလဲပွဲတော်လည်းမစားဒါနဲ့တနေ့တော့ကျွန်တော်ခေါ်ပြီးအနားမှာခေါ်တယ်မင်းဘာဖြစ်လို့ပွဲတော်လဲဆရာကျွန်တော်အပြစ်လုပ်ထားတယ်ကျွန်တော်မယုံကြည်သူယူထားတဲ့အတွက်ကြောင့်ကျွန်တော်အပြစ်လုပ်ထားတယ်အဲကျွန်တော်ပွဲတော်ဘာမဟုတ်ဘူးပွဲတော်မင်းကအပြစ်သားတွေကိုသခင်ယေရှုကပွဲတော်ပေးထားတာအဲ့ပွဲတော်ပေးတဲ့အချိန်မှာအားလုံးကြည့်လိုက်သခင်ယေရှုကိုဖမ်းတဲ့အချိန်မှာပေတရုလည်းပြေးတာပဲဗျပေတရုလည်းပြေးပြီး तू မသိဘူးလို့ပြောတာဒီချိန်မို့3年လောက်တောင်ပြောတာယာကုပ်တို့ယောဟန်တို့လက်ဝဲလက်ရလူချင်းတဲ့ကောင်တွေလည်းပြေးကုန်ပြီသခင်ယေရှုကိုဖမ်းတာနဲ့ဟာလားဟိုရောင်းစားတဲ့ကောင်လည်းရောင်းစားအဲ့ဒီလူတွေအကုန်လုံးသခင်ယေရှုကပွဲတော်ပေးခဲ့တာဘယ်သူမှမချန်ထားခဲ့ဘူးအဲ့တော့ပြောကြသခင်ယေရှုကအရန်ချက်တာမင်းပို့ပြုတ်ကိုခံပြီးတော့ပွဲတော်စားတာနောက်တော့ကျွန်တော်ဒီကိုမလာခင်တစ်နှစ်မှာပဲကျွန်တော်သူ့ဇနီးပြောင်းလဲလာတယ်သူ့ဇနီးနှစ်ချင်းခံတယ်နော်ကျွန်တော်ဖះเจ้าနဲ့မှာပဲအဲ့တော့သူ့မိန်းမဒီလောက်အဝါကြီးဆိုကျွန်တော်လည်းမမနိုင်ဘူးဗျရေးထဲမှာအဲ့တော့သူ့ဘာခေါ်ရတယ်ဟေ့မင်းလည်းငါနဲ့တူရေးထဲဆင်းမင်းမိန်းမကိုလည်းငါ့ဝိုင်းမငါတယောက်တည်းဆိုငါပဲရေးထဲကိုရောက်သွားမယ်အဲ့သူ့ကိုကျွန်တော်နှစ်ချင်းပြသူ့မိန်းမတော်တော်ဝါသွားတယ်အဲ့နဲ့ကဲငါညမနေရဒူးထောက်လို့လည်းမရဘူးအဲ့တော့ဒီလိုလေးချက်တော့အချောင်းစလုံးရှေ့ကိုထားနော်ငါအဲ့ဒါပက်လက်လေးနင်းပေးမယ်နှာခေါင်းလေးပိတ်ဆိုပြီးတော့နှစ်ချင်းပေးခဲ့ရတယ်အဲ့တော့တခါလေးကျွန်တော်နှစ်ချင်းပေးတဲ့နေရာမှာကျွန်တော်တို့လည်းရေထဲဆွဲချတဲ့အတင်းသားတွေရှိတယ်ဗျာနော်ခါရေထဲကိုသူတို့နှစ်တဲ့အချိန်မှာကျွန်တော်တို့ပါရေထဲကိုတခါလေးဆွဲချတာအဲ့လိုအချိန်ကြီးဆုံးရတယ်အဲ့တော့ဒီကိုမလာခင်မှာအဲ့ဆရာမကြီးကအသက်65နှစ်ဆရာကျမနှစ်ချင်းခံပြစီသူ့ယောက်ျားဗုဒ္ဓဘာသာတက်ကတူမှာဆရာကြီးဖြစ်တယ်သူကတော့လုံးဝဆိုလုံးဝပဲအဲ့သူကတော့ဖျောပေါ့ဒီဆရာမကြီးကကရင်နဲ့တရုတ်ပြန်အဖေကတရုတ်လူမျိုးအမေကကရင်စစ်အမေကဖျောက်သိချစ်တယ်အဲ့တော့ကျမနှစ်ချင်းခံပြစီဆိုတော့ကျွန်တော်သူ့သက်65နှစ်မှာနှစ်ချင်းပြီးခဲ့ဒါကြောင့်ဒီနေ့ဒီလက်ထပ်မင်္ဂလာပြုခြင်းဟာဖျားစီမံခန့်ခွဲတာဖြစ်လူရဲ့အဖွဲ့အစည်းကကျင့်မှုမဟုတ်ဘူးလားလူတွေလုပ်ထားတာမဟုတ်ဘူးဖျားစီမံခန့်ခွဲတဲ့အရာဖြစ်တယ်နော်တက်ကနံပါတ်1ကတော့နော်ဒီလက်ထပ်ထိမ်းများခြင်းဖျားရှင်ကိုယ်တိုင်ပါဝင်တာဇနီးမောင်နှံလက်ထပ်တဲ့အခါမှာဖျားသခင်ကိုယ်တိုင်ရှိတယ်နော်ဒုတိယချက်တတိယချက်ကတော့ခရိယန်လက်ထပ်ခြင်းဟာအင်မတန်မွန်မြတ်တယ်အင်မတန်တန်ဖိုးရှိတယ်တန်ဖိုးထားကျွန်တော်ဒီရောက်တော့ကျွန်တော်တွေ့တယ်လင်းများနဲ့ကျွန်တော်ကြည့်တယ်စကားပြောရင်းနဲ့သူကပုံမှန်နေပဲဆရာကျွန်တော်အေးမိမနဲ့ပွဲသွားတယ်ခလေးလည်းရှိတယ်ဗျာအဲ့မိမရှိသေးလားဆိုရှိတယ်ဟာမိမလည်းကျမယောက်ျားရှိတယ်တဲ့ကျမခလေးလည်းရှိတယ်ဒါပေမဲ့ကိုတို့လင်မယားလို့ပေါင်းပြီးတော့ဖះเจ้าလာနေကြတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်ဘယ်လိုလုပ်ပွဲတော်တွေပဲကရင်တင်းလို့ဆိုရင်မရဘူးဘာညောအတင်းတော့လက်မခံဘူးလက်ကိုမခံဘူးကျွန်တော်အတင်းတော်မှာဆရာမကြီးကကျောင်းဆရာမဘာညောမှုဖြစ်တယ်ယောက်ျားကတင်းမောမှာတောင်တူးတဲ့ကက်ပတင်ကြဖိုးရမိန်းမရှိဒါပေမဲ့ဒီဆရာမကိုတွေ့တော့ထပ်ယူလိုက်တယ်ခလေးက9ယောက်လောက်ကြာတနေ့ကျတော့ကျွန်တော်ခေါ်တယ်ဒီဖိုးရဆရာကြီးတယ်လားပေါ့ဆရာနဲ့တိုင်ပင်ဆရာရှိတယ်ဘာလို့ကိုလဲဆရာတဲ့တခင်ယေရှုပြန်ကြွလာတဲ့အခါမှာအသင်းတော်ကိုချီဆောင်မယ်တဲ့အဲ့တော့ကျွန်တော်မိန်းမကြံခဲ့မယ်ဆရာတဲ့ကျွန်တော်မိန်းမကိုအသင်းတော်နေကိုထုတ်ထားတာတဲ့အပြင်မှာရောက်နေတယ်တဲ့အဲ့တော့တခင်ယေရှုကအသင်းတော်လာချီဆောင်တော့
ကျွန်တော်မိမကြံခဲ့မယ်အဲ့ဒါနည်းနည်းလုတ်သားမယ်ဟုတ်ဆရာနည်းနည်းချီဆောင်တဲ့အခါကျွန်တော်မိမပါနိုင်အောင်လုတ်ပေးသားမှာဟုတ်ဆိုဟာဒုက္ခငါဘယ်လိုလုပ်အောင်အဲ့တော့ကျွန်တော်ကအဲ့ဒီအသင်းတော်ကိုပွားတယ်ပွားတော့မူကြီးတင်းတော့ကြီးဆရာမကြီးကျွန်တော်ကြောင်းပဲကျွန်တော်ကြောင်းတက်တော့ကြောင်းဆရာမကြီးတော့စောတင်ဆိုဘာပြောလို့လဲဆရာကျောင်းနဲ့အဒီလိုပဲဆိုပြောလိုက်ပါတဲ့တခုံးမဲ့ပြောလိုက်ပါအဲ့ဒီယောက်ျားကိုဆွမ်းလိုက်အဲ့ကလေး9ယောက်နဲ့သူဖျားကြောင်းပြန်လာလက်ခံတယ်ဒီမိန်းမကြီးသူကလေးတွေဆွန့်ပြီးတော့ဟောကလေးတွေနဲ့ဒီယောက်ျားဆွန့်ဆိုဒီကလေးတွေကလည်းငယ်သေးတယ်ဗျာအဲ့ချက်ဘယ်သူလုပ်တွေးမလဲကျွန်တော်ခွာချဘလို့မှပြောလို့မရဘူးဒါနဲ့ကျွန်တော်အတင်းတော်မှလာအတင်းတော်လူကြီးတွေကိုတိုင်မှာကဲဘယ်လိုလုပ်ကြမလဲဆရာရဲတဲ့အခုအဖိုးကြီးကလည်းပြောသူ့မိန်းမကြီးလည်းတည်သွားပြီပြောတယ်သူမိန်းမရဲ့ဘူးမရှိတော့အဲ့တော့ကျွန်တော်တို့သူကတော့ချီနှောင်ကြီးလောက်သွားပြီလို့ပြောရမှာပါဗျာအဲ့တော့ဒီဆရာမကြီးကိုကျွန်တော်အတင်းသားအဖြစ်လက်ခံမကောင်းဘူးလားအဆင်မပြေနိုင်ဘူးလားဟာဆရာလက်ခံတာပေါ့ဗျာအဲ့တော့နောက်ဆုံးတော့ကျွန်တော်အတင်းတော်ထုံးကြီးတေလူနှစ်ချင်းတင်းတော်ကျွန်တော်သူ့လက်ဆွဲနှုတ်ဆွဲပြီးအတင်းတော်ပေါင်းထဲမှာလက်ခံတော့အဖိုးကြီးလည်းဆုံးမအခုအဖွားကြီးလည်းဆုံးမမရှိကြတော့ပြောချင်တာကခရိယန်လက်ထပ်ခြင်းအမတန်မုံမြတ်တယ်နော်ဇရုထတစ်ချက်ကခန္ဓာကိုယ်တိဆောက်မှုကွဲပြားပြင်မဲ့အဲ့ဒီကွဲပြားတဲ့နှစ်ယောက်ကိုဖះရွေးချယ်တာအခုဖတ်လို့ဆိုတာဥတလညာဟောဒေါ်လာလောက်ဖះရွေးချယ်ထားတာဖះရွေးလူရွေးတာမဟုတ်ဘူးခမည်းကြိုက်လို့ခမည်းရွေးတာမဟုတ်ဘူးသူလည်းခမည်းကိုကြိုက်လို့ရွေးတာမဟုတ်ဖះကဘာဖြစ်လဲရွေးပေးတာဖြစ်တယ်နော်နောက်တစ်ချက်ကဒီနေ့တယောက်နဲ့တယောက်နော်ကျွန်တော်တို့ဒီနေ့ချစ်ချင်းမြတ်တာနဲ့တယောက်ကိုတယောက်ခရိယန်လက်ထပ်ခြင်းကတယောက်ကိုတယောက်လေးစားရမယ်အနိုင်ကျင့်ဖို့မဟုတ်ဘူးအနိုင်ကျင့်ဖို့မဟုတ်ဘူးနော်လေးစားရမယ်တယောက်ကိုတယောက်လေးစားရမယ်နောက်ဆုံးတစ်ခုကတော့တည်ခြင်းမှတပါမြည်သည့်နီးနဲ့မှခွက်ခွာလို့မရဒီဒေါ်လာလာအမတာစကားများတယ်မိမမတော်ပြီကွာထားခဲ့မယ်နောက်မိမကြီးမရဘူးနော်အဲ့လိုလုပ်လို့မရဒီမှာကျမ်းစာပဲဖျားဆုံးဖက်သောအမှုကိုအဘယ်သူများမကွဲမကွာစင်နဲ့ဘယ်သူမှခွဲကွာလို့မရအဲ့တော့လင်နဲ့မရကျွန်တော်စီလာတယ်ကျွန်တော်ညမတယောက်ရှိတယ်ညမကျွန်တော်တော်တော်ကလည်းပြောခဲ့ပြီမုတ်ဆိုးစားမိဘမရှိဘူးကျွန်တော်အမေကတူတူမကိုအိမ်မှာခေါ်ထားတယ်တနေ့တော့ကောင်မလေးကပျောက်သွားတယ်ဗျကျွန်တော်ကြည့်တော့အိမ်ပြန်လာတော့ဟဲ့Elizabethဆိုမထူးဗျအိမ်လေးတော့ကြည့်တော့သူ့အခန်းထဲကြည့်တော့သူ့တစ်တာမရှိတော့ဘူးဗျဟာဒုက္ခပဲနားမယ်လည်းအလုပ်သွားသူကဖေရောက်သွားဘယ်ဦးကသူတစ်တာကြီးထမ်းပြီးတော့လင်နောက်လိုက်သွားတာဗျယောက်ျားနောက်လိုက်သွားတာကျွန်တော်လိုက်ရှာတော့နောက်တော့တွေ့တယ်ကျွန်တော်အတင်းတော့ပဲကျွန်တော်တို့ဦးလေးလဲတော်တယ်ဗျကျွန်တော်တို့အခုတော့ရောက်ဖပါတော်တယ်ဟေးကိုတော်မဆိုဟာဆရာဘယ်လိုလဲဗျကြုံညမှာဟုတ်ကဲ့ဆရာအိမ်ရောက်နေအေးဒီတိုင်းတော့နေလို့မရဘူးနော်ဟဲ့ဘယ်လိုလဲဆိုကျမပြန်မလိုက်တော့ဘူးတဲ့ဟာနင်းဥစားရတယ်ပြောမှာပေါ့လူကြီးတွေစီစဉ်ပေးပါဦးနောက်ထောင်နောက်ဆုံးတော့အမေကလက်ထပ်ပေးလိုက်ရတယ်နောက်တော့ကလေး2ယောက်ရပြီးတော့တော်ရန်ဖြစ်ကြတယ်ဗျထိုးကြကြိတ်ကြပုတ်ကြနဲ့ကျွန်တော်ညမလည်းမျက်နှာတွေပဲရောင်းနေကျွန်တော်အမေနဲ့ကျွန်တော်နဲ့သွားတယ်သွားတော့သူပြေးလာကျွန်တော်အတက်ဖက်ပြီးငိုတယ်အကိုတဲ့ကျမဒီယောက်ျားမလို့ချင်တော့ဘူးတဲ့ကျမကိုကွာရှင်းပေးပါဟာဟဲ့ငါလက်ထပ်ပေးတဲ့လက်မှတ်ပဲရှိတယ်ကွာရှင်းတဲ့လက်မှတ်တော့ငါတို့စီမှာမရှိဘူးအဲ့နေတေတဲ့ဒီပေါ့မှာကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီနဲ့ပေါ့မှာဟာမပေါင်းနိုင်တော့ဘူးတဲ့ဒီယောက်ျားဒါပေမဲ့ကျွန်တော်သွားပြီးပြောရတယ်ကိုတော်မကြီးခင်ဗျားကျုပ်ဦးလေးတဲ့တော်ရောက်ဖလည်းပေါ်တယ်ဆိုတော့ခင်ဗျားသူ့ကိုဗျာစိတ်ဆိုးရင်လည်းဗျာကြောပေးပြီးထွက်သွားသမှာဗျာကြောခိုင်းလိုက်သမှာစကားများမနေနဲ့ခင်ဗျားမိမနောက်ပါအော်ရင်ပါဇက်ညောင်းကြံခဲ့လေခွေးရအောင်နေကြတော့ပါဇက်ပိတ်သွားတယ်အဲ့တော့ကျုပ်ညမတဲ့ခင်ဗျားအတိုက်ခံမလုပ်ပါနဲ့ဗျာနောက်ဆုံးတော့သူတို့လင်းနေမြာတည်တဲ့အထိပေါင်းကြတာပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော်တို့ကတော့လင်းနဲ့မြာကဒီနေ့တလုံးတော့ဒီပဲခရိယန်လက်ထပ်ခြင်းရတာဂတိတစ္ဆာဖះကိုဂတိတစ္ဆာပေးတာဖះခင်ရှိကောင်းကင်ဓမ္မများရှိအသင်းတော်ရှိမှာဒီနေ့ဂတိတစ္ဆာပေးခြင်းဖြစ်တယ်ဆိုတာကျွန်တော်
ပြောချင်ပါတယ်ပြောစရာလည်းဆိုတော့အများကြီးပဲဒီနေ့ကျွန်တော်တို့ကဒီမှာဒီနိုင်ငံရဲ့ခရိယန်တွေရဲ့ဥပဒေတွေဘာတွေတော့ကျွန်တော်မသိဘူးဗျကျွန်တော်မြန်မာပြည်မှာဆိုရင်နော်ခရိယန်လက်ထပ်ခြင်းဒီလက်ထပ်သည့်နေရာသည်တရားယုံဖြစ်စေအိမ်၌ဖြစ်စေမန္တ၌ဖြစ်စေဟော်တာ၌ဖြစ်စေလက်ထပ်ခြင်းဒီတရားမဝင်ပါကျွန်တော်မြန်မာပြည်မှာအခုလိုအိမ်မှာလက်ထပ်ပြီးလို့မရဒီမှာတော့မသိဒီကစီမင်းစီကန်းဒီဆရာတို့ကတော့အတိဆုံးပဲဖြစ်မယ်ကျွန်တော်မြန်မာပြည်မှာတော့အိမ်မှာလက်ထပ်ပြီးလို့မရဘူးလက်ထပ်တော့မယ်ဆိုကျွန်တော်ကတော့နောက်ဆုံးတော့ကျွန်တော်ဘာလုပ်လိုက်လဲခုနနောက်ဆုံးစောကြုံလို့လည်းမရအောင်သူမိမကိုဘိမှန်တို့ထဲမှာပဲနင်းရှင်းပြီးပြီးတာဘိမှန်တို့ထဲမှာပဲလင်မယားနှစ်ယောက်ကိုကျွန်တော်လက်ထပ်ပြီးခဲ့တယ်ဒါနောက်ဆုံးကျွန်တော်လက်ထပ်ပြီးခဲ့တယ်အဲ့တော့ပြောချင်တာကတော့ဒီမှာတော့ဟိုတရားဝင်လားတရားမဝင်လားဒါတော့ဆရာအတိဆုံးပဲကျွန်တော်တို့မြန်မာပြည်မှာတော့ဘိမှန်တော့မဟုတ်ရင်အတင်းတော်ခမ်းမသုံးဖို့တင်းအုပ်နေမှာကျွန်တော်တို့လက်ထပ်ပြီးတဲ့အချိန်လေးရှိသေးတယ်မနေ့6နိုင်ည9နိုင်အတွင်းမဲ့လက်ထပ်ပြီးလို့ရတယ်ဟိုညတကောင်လက်ထပ်ပြီးလို့မရည9နိုင်ကြော်သွားရင်လက်ထပ်ပြီးလို့မရအောင်မြန်မာပြည်မှာဒါကျွန်တော်တို့ရဲ့စီမံစီကံဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာကျွန်တော်တို့လက်ထပ်ထိန်များခြင်းမှုကိုပြုပါမယ်လို့အဲ့တော့ဆရာကြီးကျွန်တော် နော်ဆိုတော့ဆရာသစ္စာပေးခြင်းကိုပြောလိုက်ပြီးတော့မှသူတို့နှစ်ယောက်ကအခုလက်စွပ်တွေပြင်ထားတယ်အဲတယောက်တစ်ခွင်းပြန်စွပ်ပြီးတော့မှအဲ့ဒီလက်စွပ်ကိုစက်ကတ်ခြင်းနဲ့ကွာသူတို့ကိုပြန်ပြီးတော့မှစွပ်ခိုင်းပြီးတော့မှသူတို့ကိုပေါ့ဒီ blessing ပေးပြီးတော့မှဒီထိန်များခြင်းအတွက်ကို ဆရာပဲလက်စွပ်တောင်းရဆူတောင်းဆက်ကပ် စက်ကပ်ပြီးမယ်ဟုတ်ကဲ့ဆရာသစ္စာပြီးပါပရိသတ်ဖတ်ချုံတော့ထား ပစိုးပြုတ်ကြပါတော့ ဘာပါလဲ တိကျခိုင်ငယ်ဝတ်ထားမတ်ဒီကျွန်တော်ပြောရတဲ့အခါမှာနှစ်ယောက်စလုံးစူပေါ့နော်နှစ်ယောက်စလုံးစူပေါ့နော်ရတယ်ပေါ့နော်ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ တူဦးကိုတူ တူဦးကိုတူဦး သိမ့်ပိုက်ပြီးလေ ဒီသိမ့်ပက်ပြီးလေ ယနေ့ကစ၍ ယင်းနေ့ကစရင် အသက်ကုန်ဆုံးသည့်တိုင်အောင် အသက်ကိုဆုံးသည့်တောင် ဘဝခီးလန်းတစ်လျှောက် ဘဝခီးလမ်းတစ်လျှောက် တာယာသည်ဖြစ်စေ တရားသည်ဖြစ်စေ ကြမ်းတမ်းခက်ခဲသည်ဖြစ်စေ ကျမ်းတမ်းခက်ခဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ရှင်းသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ ထာဝရဘုရား၏အမိန့်တော်နှင့် သာဝရဘုရား၏အမိန့်တော်၌လျော်ညီစွာ လောနီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ကြည်ရှုပြုစုလျက် ကြည်ရှုပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိတစ္ဆာပြုပါ၏ ဂတိသစ္စာပြုပါ၏ ဟုတ်ကဲ့ဒီဂတိတစ္ဆာအတွက်ကိုအထိတ်မှတ်ပေါ့နော်ဟိုစားလာညာကကျွန်တော်လက်စွပ်ပေးရတယ်ဟုတ်ကဲ့ 对，这么可爱，给个，给这么可爱嘛，爸呀。 ရှိသေးလားတောက်သွားပြီ ဒီလိုပါအဲ့လိုပါ ဟိုကျွန်တော်တို့မြန်မာပြည်မှာတော့မောင်းဝင်းပေါ့နော်ဒီမှာတော့ဒီအမေရိကမှာတော့သူတို့ဒီလိုမသိလို့လုထားသလားမသိဘူးအဲ့ဒါမောင်းဝင်းကျွန်တော်တို့ကတော့မောင်းဝင်းဖြစ်တယ်မောင်းဝင်းဆိုတဲ့အခါကျတော့ကျွန်တော်ဇနီးမှာလည်းရှိတယ်ဆီယမစီမှာလည်းကျွန်တော်တွေ့တယ်လို့ပဲတော့လက်ထပ်တယ်ဆိုအဲ့တော့ဒီမောင်းဝင်းကိုချိလိုက်တဲ့အခါကျတော့ तू အဆက်မရှိဘူးဗျအဆက်မရှိဘူးချိလိုက်အဆက်မရှိဘူးအဲ့တော့နှစ်ဦးရဲ့ချစ်ချင်းမြတ်တာကပြက်နေတာမရှိဘူး ဖြစ်တယ် တလုံးတော်ဒီပဲနောက်ချစ်ချင်းမြတ်တာကရွှေလိုတန်ဖို့ရှိတယ် ဟုတ် ဟုတ်လား ဟုတ်တယ် မြန်မာပြည်မှာဆိုရင်ရွှေမရှိရင်မျိုးမတော်ချင် ည ဘူး မတော်ဘူး နော်လား ဟုတ် ဟိုဘာမှမျိုးတွေဆိုရွှေဘုံဖျား อืม ရွှေနဲ့ပဲအဲ့တော့ကျွန်တော်တို့အမေရိကကနေပြီးမှသာသနာသွားပြုခဲ့တဲ့ဆရာကြီးယူဒတန်ကသူစာအုပ်တော့ရေးတယ်သူဘာရေးတယ်ဆိုအင်္ဂလိပ်လိုရေးထားတယ် the golden shoe the golden shoe ဆိုတာရွှေကန်းကြီးတဲ့မြန်မာပြည်ကန်းကြီးကိုသူကစာအုပ်မှာရေးထားတယ်ရွှေကန်းကြီးရွှေမတန်ကြိုက်တာကျွန်တော်တို့မြန်မာပြည်မှာဟုတ်ဘူးလားဒါကြောင့်ဒီနေ့ဒီရွှေရဲ့တန်ဖိုးဟာတခြားကြောက်တံပရမများတွေတဲ့ဘာဖြစ်လဲတန်ဖိုးရှိနေတာပဲအဲ့တော့ဥဒလာညာတို့ဒေါ်လာလာတို့ရဲ့မြတ်တာအဲ့လိုပဲတန်ဖိုးရှိတယ်ဒါထိမှန်ဖြစ်တယ်ဒါကြောင့်ဆရာကဆူတောင်းဆက်ကပ်ပြီးတော့ဆရာ ကဲဆိုတော့ဒီနေ့ဒီလ
လက်စွပ်နှခွင်းသူတို့ပြင်ဆင်ထားတယ်ဒီအပေါ်မှာကျွန်တော်တို့ဒီရွှေနဲ့ဒီလက်စွပ်ခွင်းနဲ့ပတ်သက်ပြီးတော့မှရှင်းနေရှင်းပြပြီးဖြစ်တယ်ဒါကြောင့်ပဲဒီလက်စွပ်ကိုဆင်မြန်းမယ်ဖတ်တီတလားညာနဲ့မူကားလာလို့အတွက်ကိုအခုဒီလက်စွပ်ကိုပြန်လဲပြီးတော့မှဆက်ကပ်မယ်နော်ဒီတော်ရှင်ဖဖျားခင်ယနေ့ကိုရရှင်ဖျားပြင်ဆင်ပို့ဆောင်တော်မူခြင်းကြောင့်ချစ်တဲ့ဖတ်တီတလားညာနဲ့တကွာမူကားလာလို့နှစ်ယောက်ဒီယနေ့လူရှိဖျားခင်ရှိမှာယနေ့ပြည်သားများစုံနေခြင်းနဲ့သူတို့ရဲ့သားသမီးတွေမိရဲ့ရှိမှာယနေ့အတီတိတဲ့မင်္ဂလာဆောင်နေခြင်းမှုကိုယနေ့ပြုဖို့ရအတွက်ယနေ့သစ္စာတရိပြုပြီးဖြစ်ပါတယ်တယောက်ကိုတယောက်တက်တည်နေနဲ့ယနေ့လက်စွပ်တယောက်ဝင်းစီကိုအပြန်လှန်ဆွပေးခြင်းနဲ့တကွဆက်လက်ပြောမှသူတို့ရဲ့ချစ်သက်တည်ဖြစ်ကြောင်းကိုယနေ့အပြန်လှန်လက်စွပ်များကိုဆွပေးခြင်းဖြစ်ပြန်လည်ပြီးတော့မှဂရုပြုကြမည်ဖြစ်ပါတယ်ချစ်တဲ့သားကြီးနဲ့သမီးကြီးတို့ရဲ့တက်တာသူတို့ရဲ့သက်ဆိုင်တဲ့ရှိတဲ့မိသားစုဝင်တွေအသီးသီးပေါ်မှာကောင်းပြီးတော့ယနေ့ရှိဖျားရှိမှာမင်္ဂလာဆောင်ရင်းခြင်းမှုပြုတဲ့ဤသားသမီးတို့ရဲ့ရှေ့ဆက်လျှောက်နိုင်ရမယ်ခြေလမ်းတိုင်းမှာကိုရရှင်ဖျားခင်ရဲ့ကောင်းကြီးမင်္ဂလာများတက်ရောက်စီပါလူရှိဖျားရှိမှာမင်္ဂလာဆောင်နေထားတဲ့ဖျားရဲ့သားဖျားရဲ့သမီးများဖြစ်တယ်ဆိုတာကိုယနေ့တတိထူခြင်းတဲ့ကွာဆက်လက်လို့ဆောင်ပွားမယ်သူတို့ရဲ့ချစ်ချင်းမေတ္တာတဲ့ကွာတိဆောက်တဲ့အိမ်တော်သူတို့မှတစ်စိမွေးဖွားလာတဲ့သားသမီးတွေမိတွေရဲ့ရှိမှလည်းပဲကောင်းသောပုံသက်တွေဖြစ်စီပါသူတို့ရဲ့ဤကဲ့သို့သောမင်္ဂလာဆောင်နေခြင်းမှုကိုမြင်တွေ့ရခြင်းအဖြစ်သူတို့ရဲ့ချစ်တဲ့သားသမီးတွေသူတို့ရဲ့မိတွေဒီနေ့ကြောက်ရောက်လာတဲ့ဓမ္မအိပ်ပြည့်တွေအပြည့်သက်တွေအသီးသီးတို့ရဲ့တက်တာထဲမှာလည်းပဲလူရှိဖျားရှိမှမင်္ဂလာဆောင်နေခြင်းမှုဟာတကယ်ပဲအတီတိတယ်ကောင်းမြတ်တဲ့အရာဖြစ်တယ်ဖျားရှင်ကျင့်နေတဲ့အရာဖြစ်တယ်ဆိုတာကိုသိရှိခြင်းနဲ့တူဒီနေ့အသက်တာတွေပြောင်းလဲပြီးတော့မှဒီနေ့ကောင်းတဲ့ပုံသက်တွေကောင်းတဲ့လမ်းတော်မြတ်ကိုရှောက်လန်းသွားနိုင်ကြရတဲ့ပြင်ဆင်ပေးသနာပါမိကြောင်းဆုတောင်းဆက်ကပ်တဲ့ခါမှာတပါးကြီးသောသားတော်ခင်ယေရှုခရစ်တော်ဘုရားရဲ့နာမတော်မြည်ပြီးယူရည်စွာဖြစ်ဤလက်စွပ်နဲ့ကွာဤလက်စွပ်ကိုဝတ်မဲ့သားသမီးနှစ်ယောက်တို့ရဲ့အသက်တာကိုကိုရရှင်ဘုရားရဲ့လက်တော်ထဲ၌အနံပါလေဖဖျားခင် အာမင် ပေဒကွင်းကဖတ်တီလေပေဒကွင်းကမူကားကိုစုပ်ပေးထားတယ်သိလားတူတူပဲလားတူတူပဲโอเคအဲ့ဒါဆိုရင်ဖတ်တီကမူကားကိုရင်စုပ်ပြီးကောင်းမယ် ဟုတ်တယ် နော်ဖတ်တီကမူကားကိုစုပ်ပြီးမယ် ဒီကိုနိုင် ကဲမူကားကပြန်ပြီးတော့ဖတ်တီရဲ့ဘယ်ဘက်လက်စုပ်ပြီးမယ်နော်တူပါအေးဟုတ်ပြီတက်ဖို့ရအောင်လား ဘာသာတော့က ဟမ်โอเค ဟုတ်ကဲ့ကျတော့ဒီလက်ပြီး အေးပြီးတော့မှ လက်ပြီးမတော်တစ်ဖက်ဆိုရပြီ အေး ဆရာ โอเค ဟုတ်စားတာသမီးတွေမြီးတွေရှိနေလာကြပါလို့ဒီမှာ ဘုံဘောကလေးလို့ အကုန်လာကြပါချွေးမတွေရောဘာတွေရောအကုန်လုံးတင်သားတွေဒီလာကျေးဇူးပြုလာကြပါ တေကိုနဲ့လူကြီး ဆူတောင်းဆက်ကပြရစီလာ ဒီပါဒီပါ အကုန်လာကြပါခေါ်လိုက်ပါခင်ဗျာဘုံ ဟို ကြီး ဒီဟိုဒီကလေးဒီပါဒီပါဘောကလေး ရပါမမရ တာကြီးမရှိနော်တာကြီးအောက်ထိုင်တော့မှာโอเค ကဲ အော် ဖျားသခင်ရှေ့တော်တွင်၎င်းဤပရိသတ်ရှေ့မောက်တွင်၎င်းဥဒလာညာနှင့်ဒေါ်လာလာတို့သည်ဂတိသစ္စာပြုကြပြီးဖြစ်သည့်တိုင်ယခုအချိန်မှစ၍တရားဝင်ဇနီးခင်မွန်းဖြစ်ပြောင်းမြောက်စေခြင်းကကျွန်ုပ်တို့သည်ဖျားသခင်ဓမ္မဝန်ဆောင်များအနေနှင့်နိုင်ငံတော်အစိုးရအနှင်းသောအခွင့်အာဏာဖြင့်၎င်းခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတဆူကြီးသောဖျားရှင်နာမတော်၌ထိမ်းမြလက်ထပ်ပေးပါ၏ဖျားသခင်ဆုံးဖြတ်တော်မူသောအရာကိုလူမခွဲမခွာစေနဲ့ခဏဆုတောင်းကြပါစို့အဖဖျားသခင်ကိုရောကိုကျေးဇူးတင်ပါတယ်ယနေ့ကိုရောသားကြီးသမီးကြီးတို့သည်ဖျားသခင်ရှေ့ကောင်းကင်နမများရှေ့အသင်းတော်ရှေ့ဒီပရိသတ်ရှေ့၌
လက်ထပ်ထိမ်းများခြင်းအမှုကိုပြုပါပြီသူတို့ဘဝအသက်တာမှာယနေ့ဖျားရှင်ဤမွန်မြတ်သောမင်္ဂလာကိုပြုရသောအခွင့်ကိုဖျားရှင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တခါပြန်အသက်အရွယ်ရနေကြပါပြီမလိုတော့ပါဘူးဒါတွေကအပူပဲလို့အောင်းမိကောင်အောင်းမိမှာဖြစ်ပါတယ်သို့တော်လည်းဖျားသခင်ရှေ့မှာဤအမှုရာအင်မတန်မင်္ဂလာရှိပါတယ်ဒါကြောင့်ယနေ့ဤသားကြီးသမီးကြီးနဲ့တူလက်ဝဲမှာပေးထားတဲ့သားသမီးချွေးမမြေးတွေအားလုံးကိုကိုယ်စိတ်နှဖျားကြမ်းမှခြင်းနဲ့ယုံကြည်ခြင်းစိတ်တိုးပွားစေပါလမ်းပြပို့ဆောင်တော်မူပါသူတို့ရဲ့အသက်ရှင်ခြင်းသူတို့ရဲ့အလုတ်အကင်အကြံစီအားလုံးကိုတော့လက်တော်ထဲမှာအပ်ပါ၏ယနေ့သားကြီးသမီးကြီးတို့သည်ဘုရားသခင်ရှေ့တော်မှောက်မှာဤမင်္ဂလာကိုပြုခဲ့သည်ဤတူလက်ဝဲမှာရှိတဲ့သားသမီးမြေးတို့သည်လည်းဘုရားရှိလူရှိမျက်နာရသောသားသမီးများဖြစ်စေပါသူတို့ဘဝအသက်တာကိုအထူးသဖြင့်ဘုရားရှင်အုပ်စိုးတော်မူပါဤနိုင်ငံမှာလာရောက်နေထိုင်တဲ့အခါမှာအထူးသဖြင့်မှားယွင်းတဲ့အယူအဆတွေလမ်းလွဲမှုတွေများစွာရှိပါတယ်သို့တော်လည်းပဲသူတို့သည်ဘုရားသခင်ကိုမျက်မှောက်ပြုလေဘုရားကိုရှေးဥစွာထားလေအသက်တာမှာလိုက်ရှာနိုင်ဖို့သားသမီးမြေးတွေကိုဆက်လက်လမ်းပြပါဤခင်းတဲ့ကာလဆုပ်ယုပ်တဲ့ကာလအခြေအနေမျိုးမျိုးပြောင်းလဲနေတဲ့ချိန်ကာလမှာဤအမိနဲ့အဖတို့ရဲ့စကားကိုနားထောင်ရဲ့ဘုရားသခင်ကိုကြောက်ရွံ့၍လမ်းခီးတော်ကိုလိုက်သွားခြင်းအဖြစ်မင်္ဂလာရှိတဲ့ကောင်းစားရတဲ့သားတွေသမီးတွေမြေးတွေဖြစ်စေပါသူတို့ရဲ့အလုတ်ကံများအသက်တာဘုရားလက်ထက်အနန္တကလေးသူငယ်များရဲ့လောကပညာသင်ကြားခြင်းကိုလည်းလက်တော်ထဲမှာအပ်ပါတယ်သူတို့ကိုဉာဏ်ပညာပေးပါသခင်ယေရှုဖျားကိုရောနာမ၌ရှိမြောက်တော်မူပါလမ်းပြပို့ဆောင်တော်မူပါယနေ့သားကြီးသမီးကြီးတို့သည်ယနေ့ဤအသင်းတော်ရှိပရိသတ်ရှိမှသူတို့ဝန်ခံနေတယ်ဖခင်ရဲ့ကျေးဇူးကြီးလာတယ်လို့ဝန်ခံနေတယ်အခက်ခဲအမျိုးမျိုးရဲ့ဖခင်ဒီနေ့ထိသူတို့ကိုပို့ဆောင်ခဲ့တယ်ဆိုတော့ဝန်ခံနေပါလေကျေးဇူးတော်ချီးမွမ်းနေပါဤကျေးဇူးတော်ချီးမွမ်းခြင်းကိုဖခင်ရှင်လက်ခံကောင်းကြီးပေးပါမကြောင်းမဆာတော်မူပါအထူးသဖြင့်ဖခင်သခင်မကြာမီခရီးသွားဖို့ရှိတဲ့တမိချွေးမှသူ့ရဲ့မိဘတွေစီသွားမယ်ပြောပါတယ်ဥတလာညာလည်းပဲသူတို့လည်းပဲလိုက်ဒီခရီးကိုသွားဖို့ရှိတယ်ဆန္ဒရှိတယ်ဖျားသခင်ဒီຢာရီအားလုံးကိုပြင်ဆင်ပေးပါထိုနေရာထိုရက်ကလည်းသဘာဝဘေးအန္တရာယ်ရှိတယ်လို့လည်းကျွန်တော်တို့နားလည်ရပါတယ်ဒါကြောင့်ဘေးအန္တရာယ်ကင်းစွာသွားလျက်ဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်မှုကျေးဇူးတော်ချီးမွမ်းနိုင်ပါမကြောင်းကောင်းချီးပေးတော်မူပါဤကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဤလက်ထပ်ထိမ်းများခြင်းအမှုမှာယနေ့ရောက်လာကြတဲ့မိဘညီကိုမောင်မအသင်းသူတင်းသားအားလုံးပေါ်မှာလည်းကောင်းချီးပေးမိမိတို့အသက်တာမှာမိမိတို့ရဲ့ဘဝအသက်ရှင်ခြင်းမှာဖျားရှင်မူသာလည်းအစဉ်ဦးစားပေးလေဖျားကိုမျှော်ကြည့်လေဆက်လက်အသက်ရှင်နိုင်ကြပါပြီကြောင်းသခင်ယေရှု၏နာမတော်ကိုအားကိုအမိပြုလေဆုတောင်းရဲ့ကျေးဇူးတော်ချီးမွမ်းလေဤမိသားစုရဲ့အသက်တာကိုဆက်ကအနန္တနာခံကြပါ၏ဖဖျားသခင်အာမင်အာမင်ဒီလိုလေ လွတ်ဆက်ရအောင် ဟုတ်နော်